တာမန်နာမင်္ဂလာလက်ထောက်တံများဖြင့်ဂုဏ်ပြုကြိုးဆိုပြီးပါခင်ဗျာ At this moment, the main course of our program is tea ceremony and giving the wedding gift. ဒီဆောင်တော်ရာပြပါပါတော့ဂုဏ်ကြီးရှိမင်္ဂလာမင်းပြိဿဘောတို့ဗျာမင်္ဂလာမောင်လည်းတို့ဒီရိုးရာရည်ကြည်မှုအစင်လာများနဲ့ဒီတူဦးနဲ့တူပေါင်းပြီးစိတ်ဆက်ကြသည့်နေရာမှာယခုလိုမင်္ဂလာမောင်နဲ့တူရဲ့အဖြစ်တော်မင်္ဂလာမိဘအဆွေမျိုးများမှာရင်းနှီးချစ်ခင်စွာဖြင့်တွဲဆောင်ကြပြီးမင်္ဂလာမောင်နဲ့တို့ဤမင်္ဂလာဘဝခီလန်ကိုကြည်နူးစွာဖြင့်အစပြုမှာဖြစ်ပါတယ်ခင်ဗျာတို့ဖြစ်ပါ၍ပထမဦးစွာမင်္ဂလာတို့သမီးတွေမှာရိုးရာရည်ကြည်မှုထုံးတမ်းအစင်လာများအရာမင်္ဂလာရည်နှီးခြင်းဖြင့်ဂါရာပြုအခမ်းမှာဖြစ်ပါတယ်ခင်ဗျာ Let me invite to accept the blessing for the bride and groom. I have the honor of inviting Dorotenta. ဆက်လက်ပြီးမင်္ဂလာအစီအစဉ်ရမင်္ဂလာတို့ဒီအပေပေးမှာမင်္ဂလာစီစဉ်များအားစတင်ဖိတ်ကြားမှာဖြစ်ပါလိမ့်ခင်ဗျာပထမဦးစွာအဖွားရဲ့ညီမဖြစ်တဲ့ဒေါ်တင်ထားအားယူတီလေးစားစွာဖြင့်ဖိတ်မဲ့တကားပြုပါပါလိမ့်ခင်ဗျာ Ông mua một thẻ ba hai thẻ. ဟုတ်ကဲ့ပါဒေါက်တာအထူးဖြင့်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးအဖေရဲ့ဝန်ခံအမဖြစ်တဲ့ဦးမြင့်ရွှေနဲ့ဒေါ်ကြည်ကြည်တို့အားယူတီလေးစားစွာဖြင့်ဖိတ်မဲ့တကားပြုပါပါတယ်ခင်ဗျာ Next, to receive the secretaries for the viewers, may I now invite you, Umye Shui and Do Gigi. Chung vào cho toàn. Chung vào cho toàn. Mà đây quả. Chung vào cho đi. Chung vào. Chung vào cho toàn. Nó giờ cũng không thay. Không thay. Thải đi. Thải. Cái nào mình phải đi ạ? Thải không có sao thải. Đi bên đây, đi bên đây. Nó đi được dài cái lỗ nào. Sao được đấy? Ok. Anh đi chung vào nó này. Tôi phải thắt đeo, anh đi chung vào cái này. Anh tôi phải thắt đeo.အေးဝမ်းခွဲအဖို့ဖြစ်တဲ့ဦးမျိုးမြင့်ဒေါ်ရှုယူတို့အားယူတင်လေးစောင့်ဆောင်ဖြင့်ဖိတ်မဲ့တကားပြုပါပါတယ်ခင်ဗျာ Next, to
receive the secretary for the new era, may I invite Wu Myung-yin and Do Shui. Okay ပါသူမျိုးမြင်နေစီကျော်ရှိရီတို့အားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးအဖေရဲ့ဝန်ခွဲအမဖြစ်သူဒေါ်အေးသူအားယူတီလေးစားစွာဖြင့်ဖိတ်မဲ့ကြပြုအပ်ပါတယ်ခင်ဗျာ Next, to receive the secretary from the new West, may I now invite Do Wu to the stage. Okay ပါကျော်အေးလူကအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးအဖေရဲ့ဝန်ခွဲအမဖြစ်သူဦးဝင်းရွှေနေစီကျော်တင်လူတို့အားယူတီလေးစားစွာဖြင့်ဖိတ်မဲ့ကြပြုအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဦးဝင်းရွှေကျော်တင်လူမိသားစုကအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆက်လက်ပြီးအဖေရဲ့အမဖြစ်သူဦးအောင်စိန်ဒေါ်မိမိတွေမိသားစုအားယူတီလေးစောင်းစော်ဖြင့်ဖိတ်မဲ့ကြပြုအပ်ပါတယ်ခင်ဗျာ Next, to receive the secretary from the new West, may I now invite Wu Orsay Do Mimi Luel to the stage. Okay ပါဦးအောင်စိန်ကျော်မိမိတွေမိသားစုအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးအဖေရဲ့အမဖြစ်သူဒေါ်စီစီလွေအားယူတီလေးစားစွာဖြင့်ဖိတ်မဲ့ကြပြုအပ်ပါတယ်ခင်ဗျာ Next, to receive the secretary from the new West, may I invite Dawson Silver to the stage. ဟုတ်ကဲ့ပါဒေါ်စီစီလွေအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးအဖေအပူရဲ့ဇနီးဖြစ်သူဒေါ်ဆူဆူခိုင်အားယူတီလေးစောင်းစွာဖြင့်ဖိတ်မဲ့ကြပြုအပ်ပါတယ်ခင်ဗျာ Next, to receive the secretaries from the new West, may I now invite Dawson Silver to the stage.
ကဲ့ပါကျွန်တော်စိုးခိုင်ကအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးအဖေရဲ့အဖို့ဖြစ်သူဦးကျော်နိုင်အောင်ယူသည်လေးစောင်းစွာဖြင့်ဖိတ်မဲ့တကပြုအပ်ပါတယ်ခင်ဗျာ Next to receive the secret team for the new rest, may I now invite Wu Zhao to the stage. ဦးကျော်နိုင်အောင်အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးအဖေရဲ့အိမ်ဖြစ်သူဦးစန်းကိုကိုဒေါ်လူလူလက်တို့အားယူတီလေးစောင်းစွာဖြင့်ဖိတ်မဲ့တကပြုအပ်ပါတယ်ခင်ဗျာ Next, to receive the secret team for the new rest, may I now invite Wu Sanpo and Don Lula to the stage. ဦးစံကိုကိုနေစီဒေါ်နွေနွေလက်တို့အားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးမင်္ဂလာအစီအစဉ်ရမင်္ဂလာတို့သမီးအမေပေးမှာမင်္ဂလာဆွေမျိုးများအားချက်မှန်ဖိတ်ခေါ်ပြီးမင်္ဂလာအစီအစဉ်ဖြစ်ပါတယ်ခင်ဗျာတို့ဖြစ်ပါ၍ပထမဦးစွာအတော်ဖြစ်သူတော်မြင့်မြင့်ကြီးအားယူတီလေးစောင်းစွာဖြင့်ဖိတ်မဲ့တကပြုအပ်ပါတယ်ခင်ဗျာ Next, to receive the secret team for the new rest, may I now invite Teacher Don Lula to the stage. ဟုတ်ကဲ့ပါဆရာမတော်မြင့်မြင့်ကြီးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးအတော်ဖြစ်ပြီးဒေါ်လူလူရှိန်အားယူတီလေးစောင်းစွာဖြင့်ဖိတ်မဲ့တကပြုအပ်ပါတယ်ခင်ဗျာ Next, to receive the secret team for the new rest, may I invite Teacher Don Lulu to the stage. ဆရာမတော်လူလူရှိန်အားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာဆက်လက်ပြီးအတော်ဖြစ်သူဒေါ်မြင့်မြင့်ဆွေအားယူတီလေးစောင်းစွာဖြင့်ဖိတ်မဲ့တကပြုအပ်ပါတယ်ခင်ဗျာ Next, to receive the secret team for the new rest, may I now invite Teacher Don Lulu to the stage. ဆ
ဆရာမတော်မြင့်မြင့်ဆွေအားအထူးဖြင့်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးအတော်ဖြစ်သူတော်တင်းတင်းမြင့်အားယူတီလေးစောင်းဆော့ဖြင့်ဖိတ်မဲ့တကားပြုအပ်ပါတယ်ခင်ဗျာ Next, to receive the secretaries for the viewers, we are now invite the Indian to the stage. ဆရာမတော်အေးအေးအားအထူးဖြင့်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးအတော်ဖြစ်သူတော်တီတီမြင့်အားယူတီလေးစောင်းဆော့ဖြင့်ဖိတ်မဲ့တကားပြုအပ်ပါတယ်ခင်ဗျာ Next, to receive the secretaries for the viewers, we are now invite Lord Didimian to the stage. တော်တီတီမြင့်အားအထူးဖြင့်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးဦးလေးနဲ့အတော်ဖြစ်သူဒေါက်တာအောင်မိုးသူနဲ့စီဒေါက်တာအေးအေးတန်းတို့အားယူတီလေးစောင်းဆော့ဖြင့်ဖိတ်မဲ့တကားပြုအပ်ပါတယ်ခင်ဗျာ Next, to receive the secretaries for the viewers, we are now invite Dr. Amudu and Dr. Doe to the stage. ဟုတ်ကဲ့ပါဒေါက်တာအောင်မိုးသူနဲ့စီဒေါက်တာကျော်အေးအေးတန်းတို့အားအထူးဖြင့်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးအတော်ဖြစ်သူဒေါက်တီတော်ဝင်းအားယူတီလေးစောင်းဆော့ဖြင့်ဖိတ်မဲ့တကားပြုအပ်ပါတယ်ခင်ဗျာ Next, to receive the secretaries for the viewers, we are now invite Lord Doe to the stage. အမှားဖြစ်သူဦးစုံပြေအောင်နဲ့စီကျော်အေးတီတော်တို့အားယူတီလေးစောင်းဆော့ဖြင့်ဖိတ်မဲ့တကားပြုအပ်ပါတယ်ခင်ဗျာ Next, to the receive secretaries for the viewers, we are now invite Usuki Out and Doe Theater to the stage. ဦးစုပြေအောင်နဲ့စီကျော်အေးတီတော်တို့အားအထူးဖြင့်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးဦးဆောင်ဦးလွေနဲ့စီမပြည့်ဖြိုအေးတို့အားယူတီလေးစောင်းဆော့ဖြင့်ဖိတ်မဲ့တကားပြုအပ်ပါတယ်ခင်ဗျာ Next, to receive the secretaries for the viewers, we are now invite Uso Unwe and Doe to the stage. ဦးဆောင်ဦးလွေနဲ့စီဒေါက်အေးတို့အားအထူးဖြင့်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါ
ဆက်လက်ပြီးကိုခက်သူစောအားရုပ်တည်လေးစောင်းစောဖြင့်ဖိတ်မဲ့တကပြုရပါလိမ့်ခင်ဗျာ Next to receive the secretaries for the viewers, may I now invite Polka Tunzo to the stage. မောင်ငယ်လေးအထူးပင်ကျေးဇူးတင်ရှိပါလိမ့်ခင်ဗျာ ချပ်လို့ရင်း ဆက်လက်ပြီးမင်္ဂလာအစီအစဉ်ရတစ်ဖက်တော့မင်္ဂလာမိဘများကိုစားမင်္ဂလာပရိသတ်တို့မှာမင်္ဂလာမောင်နှံအားမင်္ဂလာဆုတောင်းစကားချီးမြှင့်ပေးပါရန်လူသိလေးစားစွာဖြင့်ပန်ကြားအပ်ပါရခင်ဗျာ Now, distinguished guests will share their word of blessings and congratulations for the bride and groom. So, distinguished guests, we invite you to share. ဆရာမကြီးချစ်ပြပေးပါဦးဗျာမင်္ဂလာစတောင်းစကားလေးဟုတ်ကဲ့ဆရာမကြီးရတယ်ဆရာမကြီးနေရာကြီးချစ်ပြလိုက်ရတယ်ဆရာမဆရာမတော်လို့ဆက်ပြောလို့ရတယ် တာယာတာပါရဲ့ဒီနေ့ခင်းနေပြင်နေတယ်ဘာရောက်ကြရဲသူသားရဲ့မိဘများနဲ့တကွာထိကြထားတော့အဲ့ဒီကမြန်မာနိုင်ငံကနေပြီးတော့တရားလာကြတော့ဆွေမျိုးတူတူကောင်အားလုံးပြင်လာပါဒီစကားပါတယ်အားလုံးပဲကိုစိတ်နှပြကျမ်းမာချက်တာကြပါစေဒီတောင်းတတာဥတာအပ်ပါတယ်သူသားနဲ့သူသမီးအတွက်ကတော့တရားစလုံးကြီးမိနိုင်တဲ့နေရာကနေပြီးတော့လာကြပြီးတော့မြစ်တာတက်ဝင်ချစ်ခင်ပြီးတော့ရှေ့ရည်စဲကြောင့်လို့ပေါင်းဖက်ကြမှာဖြစ်ပါတယ်။တို့တို့ကြောင့်နောက်တစ်ဖက်မှာ good understanding နော် good respect forgiveness ကြောင့်ကြောင့်နဲ့ဒီနိုင်နိုင်နဲ့ပနိုင်တွေဆွေးနွေးဆောင်ရွက်ရင်းနဲ့တာယာလာပါတယ်။ဒီကချစ်ကြီးကနေပြီးတော့အိမ်အောင်တွေဘဝကိုချက်တန်းနိုင်ကြပါစေ။တောင်းလို့နဲ့ကျမအချမ်းသာကြပါစေ။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုမင်္ဂလာဆုတောင်းစကားချီးမြှင့်ပေးပါတော့ဒေါက်တာဒေါ်အေးအေးတန်အထူးပင်ကျေးဇူးတင်ရှိပါလိမ့်ခင်ဗျာဆက်လက်ပြီးမင်္ဂလာအစီအစဉ်ရမင်္ဂလာမောင်နှံမှာမင်္ဂလာကျေးဇူးတင်စကားပြန်လည်ပြောကြားမှာဖြစ်ပါလိမ့်ခင်ဗျာ The next part of our program is words of gratitude for the bride and groom. အားလုံးကိုကျေးဇူးတင်ရပါတော့အခုဒီတော့မှလက်ခွဲပစ္စည်းလေးပေးကျေးဇူးတင်တာမဟုတ်ပဲနဲ့အကုန်လုံးလူစုံစုံလေးလေးနဲ့ဒီမှာတွေ့ရတဲ့အတွင်းနဲ့ဝတ်တော့မတွေ့ရမှကျတဲ့ဆွေမျိုးလေးအကုန်လုံးပြတ်တွေ့ရတဲ့ကြောင့်တော့ဝတ်တော့ဆုံးပဲဒီကဆိုမြန်မာနိုင်ငံမှာအမျိုးခဏဆိုရတဲ့လူတွေတွေ့ကြတဲ့ဝတ်တော့မှနောက်ပြီးတော့ကျေးဇူးတင်ပါတယ်အားလုံးကို Good morning, both families from Myanmar side and from Vietnam side to spend time with us and also express a lot of love to the young couples. Although I'm old already, not young anymore, but I'm very thankful for all of you, for grandfather and mother, aunties and uncles from Yangon, from Singapore, from many places. But thank you for spending time with us. Thank you. မင်္ဂလာတို့သားပဲဆက်ရွယ်လေမင်္ဂလာတို့သမီးမအိမော်ကိုတို့သည်ယခုမင်္ဂလာရင်မြတ်မှာစာနောင်နှစ်ပေါင်းများစွာယတုအစစ်စစ်တာယာပျော်ရွှင်ချမ်းမြေ့တော်ဘွားကီလန်ကိုတူတူဘရှောင်းလန်းနိုင်ပါစေစီပွားလက်လက်ပတ်များလည်းအစားတက်တဘုံတိုးတက်အောင်မြင်ကြပါစေတန်ဖိုးဖြစ်၍မရနိုင်သောတောင်းကောင်းယတနာသမီးကောင်းယတနာများလည်းထောင်းကားနိုင်ပါစေကြောင်းမင်္ဂလာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ
With this, we bring our traditional Myanmar wedding ceremony to a close. We sincerely thank everyone for being here and sharing in these joyous celebrations. It is our honor to share the beauty of Myanmar's culture with our Vietnamese guests. May this be filled with joy and wonderful memory for you all. Thank you so much. ဒီနေ့ဖျားတော်သူစားတဲ့တိုင်းတိုင်းစစ်တီမင်္ဂလာပေါင်းနဲ့ခညောင်ပြည်စုံစွာစီရင်ကျပါအပ်သောမင်္ဂလာသူတို့သားမေစာရွယ်နဲ့မင်္ဂလာသူတို့သမီးမအမောင်ကိုတို့၏တစ်ဖက်သောမင်္ဂလာမိဘဆွေမျိုးများအားမင်္ဂလာရည်နေခြင်းဖြင့်ကာဝရပြုအခမ်းခြင်းမင်္ဂလာအခမ်းအနားအစီအစဉ်များသည်အောင်မြင်ခြင်းသို့ရောက်ရှိပြီဖြစ်ပါလိမ့်ခင်ဗျာအောင်မြင်ခြင်းအချိန်မှန်ဖြင့်ကြွားရောက်လာကြသောဂုဏ်သီရှိမင်္ဂလာမင်းပရိသတ်ပေါင်းတို့မှာကောင်းချီးဩဘာထောပနာမင်္ဂလာရွှေလက်ခုတ်တံများဖြင့်ထပ်မံဂုဏ်ပြုချီးမြှင့်ပေးပါဦးခင်ဗျာဟုတ်ကဲ့ပါဆက်လက်ပြီးတော့မင်္ဂလာအစီအစဉ်ရတစ်ဖက်တော့မင်္ဂလာမိဘများနဲ့အမတ်တရားထပ်ပုံရိုက်ပြီးမယ်အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာ